စာပို့လာတဲ့လူမသိအောင်စာခိုးဖတ်နေ Viber application ရဲ့ Messenger ရဲ့ WhatsApp application ဒီ application 3ခုမှာကျွန်တော်တို့ကိုစာပို့လာတဲ့ကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့တငယ်ချင်းတွေစာပို့လာရင်အဲ့ဒီလူတွေကျွန်တော်တို့စာဝင်ဖတ်တာကိုမမြင်အောင်လို့စာဝင်ဖတ်တာကိုစီးမပေါ်အောင်ပိတ်တဲ့နီလန်လေးမျှဝေပေးသွားမှာဖြစ်ပါတယ်။ဒါဆိုရင်တော့အရင်ဆုံးဒီညီမလေးမေးထားတဲ့အတိုင်း Viber ကနေပြီးတော့အရင်စလိုက်ပါမယ်။ကိုယ့်ရဲ့ Viber application ကိုအရင်ဝင်လိုက်ပါ။ရောက်ပြီဆိုရင်တော့အောက်ကအဆက်လေး3ဆက်ကိုနှိပ်ပေးလိုက်ပါ။ setting ဆိုတဲ့ဒီနေရာလေးကိုနှိပ်ပေးလိုက်ပါ။ပြီးတော့ကျွန်တော်တို့ privacy ဆိုတဲ့တော့ပုံစံဒီနေရာလေးကိုထပ်နှိပ်လိုက်ပါအပေါ်ဆုံးက online status ဆိုတဲ့ဒီစာလေးကိုနှိပ်လိုက်ပါဒီအောက်မှာကျွန်တော်တို့ခင်းရအောင်အမှန်ချလေးက on ဆိုတဲ့ဒီနေရာလေးကိုရောက်နေရင်တော့အောက်ကဒီ OS off ဆိုတဲ့အောက်ကခင်းရအောင်အမှန်ချလေးကိုအောက်ကဒီနေရာကိုရွှေ့လိုက်ပါဒီနေရာကိုခင်းရအောင်အမှန်ချလေးရွှေ့လိုက်လို့ပြီးသွားပြီဆိုရင်တော့ညီမလေးမေးရတယ် Viber မှာကိုစာဝင်ဖတ်တာကိုမမြင်အောင်ပိတ်တဲ့နီလန်ကပြီးသွားပြီဖြစ်ပါတယ်ပြန်ပြီးတော့ဖွင့်နေတယ်ဆိုရင်တော့ဒီခင်းရအောင်အမှန်ချလေးကိုအပေါ်ကိုပြန်ရွှေ့ပေးလိုက်ရင်ရသွားပါပြီနော်ဒါဆိုရင်တော့ Viber ပြီးသွားပြီဖြစ်တဲ့အတွက် Messenger ကိုသွားပါမယ် Messenger ကိုဝင်လိုက်ပါ Messenger ကိုရောက်ရင်တော့အောက်ကမြင်းကြောင်သုံးခုဒီနေရာလေးကိုနှိပ်ပေးလိုက်ပါ Setting ကိုနှိပ်ပေးလိုက်ပါနည်းနည်းလေးဆွဲတင်လိုက်ရင်အိမ်ပုံစံ Privacy Safety ဆိုတဲ့ဒီကောင်လေးရှိပါတယ်ဒီနေရာလေးကိုနှိပ်လိုက်ပါနည်းနည်းလေးထပ်ပြီးဆွဲတင်လိုက်ပါဒီမှာကျွန်တော်တို့ Re-Resist ဆိုတဲ့ဒီကောင်လေးရှိပါတယ်ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်ပါကျွန်တော်တို့စာဝင်ဖတ်တာကိုတစ်ဖက်ကတငယ်ချင်းတွေနဲ့တခြားလူတွေ Messenger မှာလည်းမမြင်ရအောင်ပိတ်ချင်တယ်ဆိုရင်တော့ဒီမှာဖွင့်ထားတဲ့ဒီခလုတ်လေးကိုတစ်ချက်နှိပ်ပြီးတော့အခုလိုမျိုးလေးပိတ်လိုက်ပါပိတ်လို့ပြီးသွားပြီဆိုရင်တော့ကိုက Messenger မှာတငယ်ချင်းတွေပို့လာတဲ့စာတွေကိုဝင်ဖတ်မယ်ဆိုရင်တော့ဘယ်သူမှမြင်ရတော့မှာမဟုတ်ပါဘူးဒါကလူတိုင်းကိုလုပ်တဲ့နည်းပါ Messenger မှာတော့လူတစ်ယောက်တည်းကိုလည်းလုပ်လို့ရတယ်လူတိုင်းကိုလည်းလုပ်လို့ရပါတယ်ပြန်ပြီးတော့ဖွင့်နေတယ်ဆိုရင်တော့ဒီကောင်လေးကိုနှိပ်ပြီးတော့အရင်အတိုင်းပြန်ထားပေးလိုက်ရင်ရသွားပါပြီMessenger ပြီးသွားပြီဆိုတော့ WhatsApp ကိုသွားပါမယ် WhatsApp application အသုံးပြုတဲ့သူတွေအတွက် WhatsApp application ကိုဝင်လိုက်ပါ WhatsApp ကိုရောက်ပြီဆိုရင်တော့အပေါ်မှာအဆက်လေး3ဆက်ရှိပါတယ်ဒီအဆက်လေး3ဆက်ကိုနှိပ်ပေးလိုက်ပါ Setting ဆိုတဲ့ဒီနေရာလေးကိုနှိပ်ပေးလိုက်ပါတော့ပုံစံ privacy ကိုနှိပ်လိုက်ပါ Re-Resist ဆိုတဲ့ဒီမှာ on ထားတဲ့ဒီ cloud လေးကိုကျွန်တော်တို့ကတစ်ဖက်ကတငယ်ချင်းတွေနဲ့တခြားလူတွေစာဝင်ဖတ်တာမမြင်အောင်ပိတ်မှဖြစ်တဲ့အတွက်ဒီ cloud လေးကိုတစ်ချက်နှိပ်ပြီးတော့အခုလိုမျိုးပိတ်လိုက်ပါပိတ်လို့ပြီးသွားပြီဆိုရင်တော့ WhatsApp application မှာလည်းတငယ်ချင်းတွေနဲ့တခြားလူတွေစာပို့လာရင်ကိုကစာဝင်ဖတ်တယ်ဆိုရင်ကျွန်တော်တို့စာဖတ်တာကိုသူတို့ဘက်ကလုံးဝမြင်ရတော့မှာမဟုတ်ပါဘူးပြန်ပြီးတော့ဖွင့်နေတယ်ဆိုရင်တော့ဒီခလုတ်လေးကိုတစ်ချက်နှိပ်ပြီးတော့အရင်အတိုင်းပြန်ထားလိုက်ပါဒါဆိုရင်တော့ Viber ရဲ့ Messenger ရဲ့ WhatsApp application ရဲ့ဒီ application သုံးခုမှာကျွန်တော်တို့ကိုစာပို့လာတဲ့လူတွေမသိအောင်လို့စာဝင်ဖတ်လို့ရတဲ့နည်းလမ်းလေးကိုရသွားပြီဖြစ်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေဗျာ